hero ဟတ်တယ်ဆိုတာပါလေ hero ဟတ်တာနေကျွန်တော်တို့ပါလေရနိုင်မလဲ သူမတော့ရနိုင်မှာမဟုတ်ပါဘူး hero ဟတ်တယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ဒီနေ့ဗီဒီယိုမှာအသေးစိတ်ရှင်းပြပေးမယ် hero ဟတ်တာနဲ့တူနဲ့တက်ဆိုင်နဲ့ hero ဘယ်လိုပြောင်းအောင်မလဲဆိုတာကိုပါကျွန်တော်ပြောပြပေးမယ် okay စလိုက်ရအောင်ကျွန်တော်တော့ admin တွေကရာကူတာဆင်းလေးဖြစ်ပါတယ်ထုံးစံအတိုင်းပဲကျွန်တော်တို့ MEID application နဲ့ကိုအရင်သွားမယ် MEID Pro ဆိုတဲ့ application နဲ့ကိုအရင်ဝင်မယ်ဒီကောင်လေးတွေကိုအရင်ဝင်မယ်နော် okay ပြီးတော့လို့ရှိရင်ကျွန်တော်တို့ဒီမှာပညာလေးအဆက်30လေးကိုတစ်ချက်နှိပ်မယ် okay တစ်ချက်နှိပ်မယ်ပြီးတော့လို့ရှိရင် setting ဆိုတာရှိရယ် okay setting ဆိုတာတစ်ချက်နှိပ်ပြီးတော့လို့ရှိရင်ဒီမှာပညာလေးမှာ advanced setting ဆိုတာရှိရယ် okay အကောင်လေးတစ်ချက်နှိပ်အဲ့မှာကျွန်တော်တို့ဒီမှာ under your own hero ဆိုတဲ့ဟာလေးအဲ့ကောင်လေးညမှာကျွန်တော်တို့ကဘယ် hero ကိုထားမလဲဒါကကျွန်တော်တို့ hero ဟတ်တာမဟုတ်ဘူးကျွန်တော်တို့ hero ပြောင်းနေเนาะကျွန်တော်တို့ hero ပြောင်းနေ okay ဒီမှာကျွန်တော်တို့ပိုင်းတဲ့ hero တစ်ခေါက်ထားလိုက်ဒီထဲမှာထားတဲ့ hero ကကျွန်တော်တို့ game နဲ့ရောက်သွားပြီဆိုတော့ game ထဲမှာရှိတဲ့ hero ပြောင်းပြီးမှာဒီထဲမှာကိုမရှိတဲ့ hero ထားလို့ရှိရင်ကျွန်တော်ဝါမဟုတ်လုံးဝ solve လို့ရမှာမဟုတ်ပါဘူးလုံးဝကို solve လို့မရမှာပါ okay အားကြောင့်လို့ကျွန်တော်ဒီမှာရှိရကျွန်တော်ဒီမှာ lens ဆိုတဲ့ hero ရှိရကျွန်တော်ဝယ်ထားတယ်ပတ်စံပေးပြီးဝယ်ထားတာမတန်ပြီမဲ့ okay lens ကိုကျွန်တော်ရေးလိုက်မယ် okay နှိပ်မယ်ပြောလို့ရှိရင်ကျွန်တော်တို့ backplate တစ်ချက်ထွက်မယ်ပြီးရင် gain ကိုဝင်မယ် comment ကိုချက်သွားမယ်ဒီကောင်လေး okay comment နဲ့ရောက်သွားလို့ရှိရင်ကျွန်တော်တို့ဒီမှာ hero ဆိုတော့တစ်ချက်နှိပ်လိုက် okay hero တစ်ချက်နှိပ်မယ်ပြောလို့ရှိရင်ကျွန်တော်ဒီမှာချာ hero လေးကိုတုံးရန် hero လိုက်ထောက်ပြီးရွေးလိုက် okay ကျွန်တော်ဒီမှာဒီကောင်ကျွန်တော်ဒီမှာမရှိဘူးเนาะကျွန်တော်ဒီမှာလုံးဝမရှိတဲ့ကောင်လေး okay ကျွန်တော် try hero နဲ့သွားမယ် okay အဲ့ဒါပြီးရင်ကျွန်တော်တို့ဒီမှာထွက်လိုက်မယ်စားပွဲတစ်ပွဲစပြီးတာနဲ့တန်းထွက်လိုက်မယ် okay ထွက်ပြီးတော့ကျွန်တော်တို့ဝါမဟုတ်တော့ဆော့မယ်တွေ့လာဒီမှာပိုင်ဝိုင်းเนาะကျွန်တော်တို့အပိုင်လုံးပြတစ်ပွဲဖြစ်သွားပြီရှင်းပြောလို့ရှိရင် hero hat ဆိုတော့ wine channel မှာ skin hat လိုမျိုးပဲ hero ကိုသူမလိုမပိုင်ဆိုင်ရပြီမှာတညတာတော့စိတ်ကြိုက်အသုံးပြုလို့ရမှာဖြစ်ပါတယ် okay Infinity mode ထည့်သွားမယ်ပြီးတော့လို့ရှိရင်တော့ one mode ထည့်သွားမယ် okay တွေ့လားဒီ hero ရဲ့ ability ကိုသုံးလို့ရပြီဒီမှာတွေ့လားဘာညညာ okay ကဲပြီးသွားပြီဒီနေ့ဗီဒီယိုတော့ဒီလောက်ပါပဲကျွန်တော်ဒီမှာကြည့်ရှုပေးတဲ့ FA အပေါင်းသူတော်ကောင်းများကျမ်းမာချမ်းသာကြပါစေ